ဆိုရင်လာပြီဆိုရင်ဟောမင်းသမီးကတေးသေးလေးဖြေရောဖြစ်ပါမလားဟုတ်ပါမလားအဲ့လိုပြောပြီးသားဆိုရင်သူတို့ရမှာကပြီးသားပြီဆိုမှအကြမှာသဘောကျမင်္ဂလာပါရှင်သမီးရဲ့နာမည်ကအိမ်မူခင်ဖြစ်ပါတယ်ရှင်သမီးရဲ့နာမည်ကိုကျွန်တော်တီတီလို့ပေးရရှင်တော်များများပြောရတော့တီတီဆန်အောင်နဲ့တူတယ်လို့ပဲပြောရရှင်သမီးကိုကျွန်တော်သမီးရဲ့ဖေဖေကမင်းသားပါရှင်မင်းသားသမီးရဲ့မေမေကတော့မင်းသမီးဖြစ်ပါတယ်ရှင်သမီးရဲ့ဖေဖေရဲ့မင်းသားနာမည်လေးကတော့လာမင်းကိုကိုပဲဖြစ်ပါတယ်ရှင်မေမေကတော့ဇင်းပွင့်ဖြူတဲ့ဇက်ထဲမှာကတာပါရှင်မင်းသမီးသမီးကဒီနုပညာကိုပဲစူးစမ်းပြီးတော့ရှေ့ဆက်မယ်လို့ပဲသမီးရဲ့စိတ်ကူးထားပါရှင်ဘာလဲဆိုတော့သမီးရဲ့အဖေနဲ့မေကထိုင်းမှာပါရှင်အဲ့တော့သမီးရဲ့ဘဘဖြစ်တဲ့သမီးရဲ့ဘဘကြီးနဲ့သမီးရဲ့တီတီနဲ့ကိုလှုပ်ကြွေးခြင်းလို့သမီးရဲ့ဒီနုပညာကိုပဲဆုံးဖြတ်ချက်ချလိုက်တာမှာသမီးရဲ့တီတီကသမီး8နှစ်သမီးလေးငယ်ငယ်လေးအခုထိ8နှစ်သမီးကနေပြီးအခု15နှစ်ဟိုတနေ့မှပြည့်သွားဒါကြောင့်မို့သမီးရဲ့ဖိုးဖိုးနဲ့သမီးရဲ့တီတီကိုလှုပ်ကြွေးဖို့သမီးကဆုံးဖြတ်ချက်ချတာပါရှင်ဟိုပွဲငှားပါလာပြီဆိုရင်လေမင်းသမီးပြပါအောင်ဆိုရင်လာပြီဆိုရင်ဟောမင်းသမီးကတေးသေးလေးဖြေရောဖြစ်ပါမလားဟုတ်ပါမလားအဲ့လိုပြောပြီးသားဆိုရင်သူတို့ရမှာကပြီးသားပြီဆိုမှအကြမှာသဘောကျအခုနောက်တဲ့တပုတ်ထပ်ပြီးတော့သွင်းထားပါရှင်အရင်တပုတ်ဆိုဒါဆို2ပုတ်ရှိသွားရှင်သမီးဒီအစိုးပညာသင်ပေးကြတော့သမီးရဲ့တီတီစန္ဒာအောင်တီတီရဲ့နောက်ပြီးကျတော့ဟိုတက်ကုန်းရှင်မျိုးတော့ကြီးမီဖြစ်တဲ့တေးတန်ရှင်နွတ်နွတ်ဝင်း